ရွာမှာကိုတာလာဆိုတဲ့ကာလာသားကောင်းတစ်ယောက်ရှိတယ်ဗျအတန်းပညာအလဲတန်းစင်လောက်တက်ဖူးတယ်ဆိုတော့လဲလဲဝဲလေးရှိတာပေါ့ဗျာဒီနေ့မှမြို့ကိုစပားသွားရောင်းခြင်းနဲ့ဖုန်းအဟောင်းလေးတစ်လုံးဝယ်လာပါတယ်ဗျအဲ့ဒီခါကဖုန်းတွေစပေါ်ကားစားအင်တာနက်လေးတွေစပေါ်ကားစားဆိုတော့သူလည်းပေါ်ဦးပေါ်ဗျာပြေးဝယ်တာပေါ့ဗျာလက်ထက်ဖုန်းရောက်တာနဲ့ဟိုကလိဒီကလိလုပ်ပြီးဖုန်းထဲမှာဟိုချာတီချာလုပ်ပြီးရွာလူတွေကိုဆရာရစ်ထားတွေစလုပ်တော့တာပဲဗျရွာလေပိုင်းကတက်ကြီးစကားဝိုင်းမှာဆိုရင်လည်းဒီလိုပြနဲ့စလိုက်တာအက်ကစလို့ဒုံးမြန်ဆုံးအိုးအဝေးကြီးကအမေရိကန်သမရနှခမ်းမွေးဗနပင်ပေါက်တယ်ဆိုတာအစားလို့ခရရည်လို့တို့ပြောတော့တာပဲဗျာညနေတိုင်းမင်းပြိုလေးတွေရေကက်ဆင်းတဲ့အချိန်မှာလဲကိုတာလာတော့ငြိမ်မနေဘူးဗျဘဝသူငန်းပေါ်ငန်းဘက်ကာလာသားတွေကိုအင်တာနက်ကနေချာဖတ်ထားတဲ့အောင်မြင်ရေးကြီးပွားရေးတရားစလို့မဟုတ်ကဟုတ်ကဟာတွေကိုလက်ချရိုက်တာငနေသားတွေခမမှာငန်းချိန်မရပဲမိုးချုပ်သွားတဲ့နေ့တွေများလာပြီပေါ့ဗျာကိုတာလာရဲ့စက်ကွင်းထဲမှာအိမ်ရအမေလည်းမလွတ်ပါဘူးဗျအမေကြီးထမင်းဦးငဲလို့ထမင်းကြီးတွေဘေးကြနေတာမြင်အမေတော့ဟိုဘရင်လက်ထက်မှာဆိုရင်ချိန်တန်တင်းတော်မှာပဲဒီထမင်းဖြစ်လာဖို့တောင်သူဦးကြီးတွေဘလောက်ရုန်းကန်ခဲ့ရတယ်လဲဆိုရင်အဲ့ဒီကစပြီးတရားဟောလိုက်တာအမေကြီးကတိမခံနိုင်တော့ရောင်းမနဲ့ခောက်လို့ရတယ်ရွာဦးเจ้าဆရာတော်လည်းအငြိမ်မနေရပါဘူးဗျာအင်တာနက်မှာဘဲเจ้าကဘဲကိုတော်ကဘာတရားတွေဟောတာစပြီးဟုတ်တာတွေရောမဟုတ်တာတွေရောအကုန်ပြောတဲ့အတွက်ကိုတာလာကိုเจ้าနာကန့်ရင်လေးကွာလောမိတ်ထုတ်ထားရတယ်ဗျာတနေ့တော့သူ့အိမ်မှာလက်စစ်မီးကြိုးတွေမကောင်းလို့လဲမလို့သူ့အမေကမိသမားခေါ်မယ်လို့တာလာခေါ်စရာမလိုဘူးသူကိုယ်တိုင်စင်မယ်ဆိုပြီး Google မှာပြည့်ပြည့်ချပြီးဆင်လိုက်တာမီးကညတကောင်ကြမှာလာတဲ့အချိန်ဝါရှော့ဖြစ်ပြီးမီးလောင်နေဗျတရွာလုံးအရှင်မူရုနဲ့ပြေးကြတာထမိန်စုပ်တောင်မကြံဘူးမနေ့ကျတော့ရွာဦးเจ้าမှာတရွာလုံးမိဘဒုက္ခတွေဖြစ်ပြီးတငုံငိုတီစုဝေးနေကြတာပေါ့ဗျာတရားခံကတော့ကိုတာလာပဲဗျာ